လွန်လီပြီးတော့အခါကပေါ့ဘယ်နဲ့ဒီတိုင်းကြီးမှာပြမနဲ့မင်းကြီးအောက်ဆိုးနေတဲ့အချိန်အဲ့ဒီတိတ်ကြီးနဲ့မနီမဲဝေးရွာလေးတရွာမှာတိုက်ကိုလည်းဖျက်ညီပြီးချစ်ဖို့ကောင်းတဲ့ဇနီးမောင်နှံနှစ်ယောက်ရှိခဲ့ဘူးတယ်အမျိုးသမီးလေးရဲ့အမည်ကသူဇာတာတဲ့သူဇာတာဟာဘလောက်တော့မှတ်တယ်လဲဆိုရင်သူလမ်းလျှောက်လာပြီဆိုရင်ကြားထဲကလူတွေကငေးကြီးရလောက်အောင်ကိုရွှေစင်းလိုဝင်းဝါပြီးကြက်တည်းရှိလွန်လာသူလေးပေါ့ဒါပေမဲ့သူ့ရဲ့အလားဆုံးအရာကရည်မဟုတ်ပါဘူးသူ့ရဲ့စိတ်ထားပါသူဟာဖရာတရားအရန်ကိုကြည်ညိုတယ်သူ့ရဲ့ခင်မောတဲ့ပေါ်မှာလည်းနတ်တဘောလိုသဘောထားပြီးပြစုလို့ကြွေးတဲ့မမကုတ်တရုပ်ပေါ့သူကမတဲ့ကလည်းယူသားကျူစားတဲ့တောင်သူလက်သမားလေးတယောက်ပါပဲသူတို့မှာရွှေရီငွေရီပုံနေအောင်မချမ်းသာပါဘူးဒါပေမဲ့သူတို့အိမ်လေးတက်မှာမြစ်တာတွေပြနေတာပေါ့မနေ့မိုးလင်းတာနဲ့ဖျားဝပြူကုသိုလ်ကောင်းမှုပြုပြီးအေးအေးချမ်းချမ်းနေထိုင်ကြသူတွေပေါ့လောကရန်တရားတွေဘလို့ပဲလာလာသူတို့နှစ်ယောက်ရဲ့မြစ်တာတရားကတော့ခိုင်မြဲနေဆဲပါပဲတနေ့တော့အခါမှာတော့သူဇာတာကမိဘတွေရှိရာဘယ်နတီမြို့ကိုပြန်ပြီးကတော့ချင်တယ်မိဘတွေကိုတတိရတယ်ဆိုပြီးခင်မောတဲ့ကိုပူဆာရှာတာပေါ့ကွယ်ခင်မောတဲ့ကလည်းဇနီးတဲ့စချမ်းသာဖို့အတွက်လက်ရင်လေးတစ်စီးကိုတည်တည်ကြကြပြင်ဆင်ပေးရင်လက်ကိုနေပွင့်မိအောင်မိုးကော်တွေတက်လမ်းမှာစားဖို့မုတ်တွေရေဘူးတွေအပြည့်ထက်လက်ဆွဲမဲ့နွားတွေကိုလည်းရေတက်အစာကျွေးပြီးတော့ကဲတော့ကြဆူပြီးပြပပခရီးထွက်လာခဲ့ကြတာပေါ့ကွယ်လမ်းမေးဝဲရကစိတ်လန်းနဲ့တော်တော်ရှုခင်းတွေငှက်ကလေးတွေရောအမီတန်ထားမှာလက်ပဲလိုက်တာတကြီးကြီးနဲ့သူတို့ဇနီးမောင်နှံပျော်ရွှင်ရမောပြီးလက်ခတ်ကြတာမြို့အဝင်ကြီးချိုးစိတ်ကိုရက်လက်ခတ်ကြတာပေါ့ခရီးပန်းလာတော့ရေမိုချိုအဖက်စာတဲ့လဲလဲပပန်ပြီးသူဇာတာကလှဲရဲ့နောက်မီးမှာလိပ်ပါလာတာပေါ့ကွယ်လဲမောတဲ့ခင်မောတဲ့ကရှေးကမောင်ဇနီးတဲ့ကနက်ကလိုက်ပါရင်ဘယ်နဲ့တီမြစ်တွေကိုဝင်လာခဲ့ကြတာပေါ့သူတို့စိတ်ထဲမှာဘာအန္တရာယ်မှမရှိဘူးဒီနေ့ဟာတိုက်တာရတဲ့နေ့တနေ့ပဲလို့ထင်ခဲ့ကြတာပေါ့ဒါပေမဲ့ကကြမဆူဆူတာကျူမီမီနေတဲ့အရာမဟုတ်လားအဲ့ဒီကကြမဆူကသူတို့ကိုအနိကဆောင်စောက်ကျူနေမှမှဘယ်သူကမှမသိလိမ့်ပါဘူးကွယ်အဲ့ဒီအချိန်မှာတိုက်မိကိုအောက်ဆိုတဲ့ရမနဲ့မင်းကြီးကမင်္ဂလာစင်တော်စီးပြီးမြို့ကိုလက်ရရေးလှည့်လည်နေတဲ့အချိန်နဲ့တိုးပါလေရောကွယ်စင်တဲ့မြစ်တဲ့တွေနဲ့ခြံရပြီးခက်ခန်းနာနာလာနေတဲ့အချိန်ပေါ့ဘရင်ကြီးကစင်ပေါ်ကနေအောက်ကိုငုံကြည့်တဲ့အချိန်မှာလက်နောက်မီမှာထိုင်လင်းလာတဲ့သူဇာတာကိုလှမ်းမြင်လိုက်ရတာပေါ့မြင်မြင်ချင်းမှာပဲသူဇာတာရဲ့အလော့မှာငေးမောပြီးမဖြစ်သေးမဖြစ်တိုက်တဲ့ရမတ်စိတ်တွေထားကြလာပါလေရောကွယ်ဟာဒီလောက်လှတဲ့မိမငါနန်းတော်တဲကမိဖုရားတွေထက်တောင်တာပါလားငါဘယင်ဖြစ်ပြီးဒီလောက်လှတဲ့မိမကိုမပိုင်ဆိုင်ရဘူးဆိုတာဖြစ်တင်ပါမလားဒီမိမကိုငါမိဖုရားဖြစ်အောင်ယူမှဖြစ်မယ်ရောက်มาတဲ့အကြံစီကိုချက်ချင်းကြံစီလိုက်တာပေါ့ကွယ်ဒီမိမမှာပရှင်ရှိတယ်ဒါပေမဲ့ကိစ္စမရှိဘူးသူ့ရဲ့ကြောက်ကိုတက်ပြီးမယားကိုယူမယ်ကြည်စမ်းပါတိတ်ပြီးအောက်ချတဲ့မင်းတပရဲ့စိတ်ထဲမှာမင်းကြီးတရားနဲ့မညီတဲ့ရက်ဆက်လွန်းတဲ့အတွေ့ဆိုးကြီးဝင်လာခဲ့တာပေါ့အာနာရှိတဲ့သူကတရားမဆောက်ထိုင်းရင်တိတ်ပြီးပြစ်ပြီးပေါ့ကွယ်ဘယင်ကြီးကသူ့လူရောတရက်ကိုမျက်စိမိတ်ပြပြီးခေါ်လိုက်တာပေါ့ပြီးတော့သူကုန်းပေါ်ကတပ်ဖို့အကြီးဆုံးမင်းမြတ်တစားဖြစ်တဲ့ပရမ ्या စတိုးကိုဖြုတ်ပေးလိုက်ပြီးမောင်မင်းဟိုရှိကလှဲကိုမြင်တယ်မလားအဲ့ဒီလက်ထဲကိုဘယ်သူမှမသိအောင်ဒီပရမ ्या ကိုတောထက်ဆန်းလို့အမိတ်ပေးလိုက်တော့ပေါ့ကွယ်လူယံကလည်းဘရင်ခိုင်းတဲ့အတိုင်းခနာကိုကခွေကောင်းချောင်းပြီးသူ့စာတော်တို့မသိအောင်တဲတဲကချိန်တန်းမှာပရမ ्या ကိုဖက်ဖက်ပြီးခဏတော့ပေါ့ကွယ်ဒါကိုအပြစ်မဲ့တဲ့လင်မယားနှစ်ယောက်ကလုံးဝမသိချပါဘူးအဲ့ဒီချိန်ကျမှဘရင်ကြီးကရောက်တဲ့အောက်ဖက်လိုက်တာပေါ့ဟေးရကြဆန်းငါရဲ့ပတမ ्या ဆန်တို့ပျောက်သွားပြီမြို့တငါးတွေအကုန်ပိတ်ပြီးတခိုးရှာကြတိတ်ပြီးတခုလို့ဆူညံသွားတာပေါ့ကွယ်ဟေးအောက်ကိုဆင်းဒူထာစတာလီကဟပြရှာဖွေပြီးသူ့စရာတို့လှမ်းမရောက်တော့ရောင်းမွေရှာဖွေလိုက်ရကနေပရမ ्या ကိုတွေ့သွားတာပေါ့ရှာကြပါဗျာကျွန်တော်တို့ကရိုးသားတဲ့လယ်သမားတွေပါဒီမှာတခိုးတွေ့ပြီဖမ်းလိုက်ဒီမှာပဲရှေ့တိုးလိုက်ဆန်းငါတို့နဲ့လိုက်ခဲ့
ငါ့ဦး လာစမ်းတခိုးကောင်ကျွန်တော်ဘာမှမလုပ်ဘူး ကျမတို့မခိုးပါဘူးမလောက်ရပါဘူးကျမတို့မခိုးပါဘူးမလောက်ရပါဘူး ဒီကောင်တခိုးပဲဖမ်းလိုက်စမ်းဖမ်းလာရှောက်စမ်းအော်ရှောက်ရှောက်စမ်းရှောက်စမ်းဒီကောင်ကိုမြို့တောင်ဘက်တခါကထုတ်တုတ်တမ်းမှာခေါင်းပြက်တက်ကြ သူစားတာကညမှာတော့ရင်ဘက် CTV ငိုကြွေးရင်နှုတ်ကလေးရရှာတာပေါ့ကွယ်။ပေါင်တွေပေးစပင်ဖားရနဲ့မောင်ရင်ရှင်နဲ့ကျမဘယ်တော့မှမကောင်းဘူးလို့ခက်ကူလို့လဲဟင်းအခုတော့သူများလောက်ကြတာခံရပြီဆိုပြီးငိုကြည့်ရှာတာပေါ့။တကွင်းကိုရောက်ပါပြီ။တင်မင်းကတကားခုတ်ပါပြီ။ဘသူမှကဲမဲ့သူမရှိတော့ပါဘူး။အဲ့ဒီချိန်မှာသူစားတာဟာမဲရီကြကနေကောင်းငင်ကိုမောကြည့်လိုက်တာပေါ့ကွယ်။သူရဲ့ရင်ထဲကအမှန်တရားနဲ့သိစာစုပါတော့တယ်။ လောကမှာတီလာရှိသူတွေကိုစောင့်ရှောက်တဲ့နှကောင်းနှက်မြတ်တွေမရှိကြတော့ဘူးလားမတရားတာကိုတားမြစ်ပေးမဲ့လောကပါလနတ်တွေဘေးရောက်ကုန်ပြီလေဒါမဟုတ်နတ်တွေတေကုန်ကြပြီလား အဲ့ဒီလိုသူစားတာကသူ့ရဲ့တင်တဲ့တကူနဲ့တဲတဲလိုက်တဲ့အခါမှာတော့တာဝရီတာနဲ့ပြည်ကတကြားမင်းရဲ့ပါဒုကပလာမြက်ကြိုက်ပြဟာတငွေ့ငွေပူနေတဲ့တဲ့ကွယ်တကြားမင်းကြည့်လိုက်တဲ့အချိန်မှာတော့မတရားမှုကိုမြင်သွားတာပေါ့ မဖြစ်ချေဘူးတိုင်းပြည်အုပ်ချုပ်တဲ့ဘယင်ကိုယ်တိုင်ကတခိုးလုပ်ပြီးအပြစ်မဲ့သူကိုတတ်ဖို့ကြံနေပါလားဒီအမှုကိုငါကိုယ်တိုင်ရှင်းမှဖြစ်မယ် တကြားမင်းကချက်ချင်းလူပြည်ကိုဆင်းလာတာပေါ့ကွယ်သူစားတာကမဲရီကြကနေစူတော်နေတော့စစ်သားကဓာတ်ကိုနှက်လိုက်တဲ့အချိန်မစ္စတာမိုက်လက်ရက်တက်ပြအတွင်းမှာပဲတကြားမင်းကတကူနဲ့ဖန်ဆင်းလိုက်တာပေါ့ကင်မော့တဲ့နဲ့ဟိုအဝေးကဆင်ပေါ်မှာထင်နေတဲ့ဘယင်ရက်ကိုနေရာချင်းလက်ပြလိုက်တာပေါ့ကွယ်ဘယ်သူမှမမြင်လိုက်ကြပါဘူးဒါဆင်းသွားတဲ့အချိန်မှာခေါ်ပြသွားတာကအပြစ်မဲ့တဲ့လင်းယောက်ျားမဟုတ်ပဲရုပ်မာတဲ့ဘရင်ကြီးဖြစ်နေတယ်ပေါ့ကွယ်အာနာသားတွေကခေါ်ပြကြီးကိုမယူပြီးကြည့်လိုက်မှ ဘယင်ကြီးပါလား အဲ့ဒီအချိန်ကြာမှဂျာမင်းကကောင်းငင်ကနေကိုတင်ပြပြီးတိုင်းသူပြည်သားတွေကိုမိုက်ကြလိုက်တာပေါ့ တိုင်းသူပြည်သားတို့တင်တို့ရဲ့ဘယင်ဟာမတရားမှုတွေပြုလုပ်တဲ့အတွက်သူ့ရဲ့ဘုံတငိုးတွေကြဆင်းပြီးပျက်စီးရတော့ကောင်းကိုပြစ်မှားတဲ့အတွက်သူတူးတဲ့တွင်သူပြန်ကြပြီဒီနေ့ကစပြီးဒီတော်ကောင်းလင်မယားကိုတိုင်းပြည်အုပ်ချုပ်စေ အဲ့ဒီနောက်ပိုင်းမှာတော့သူဇာတာနဲ့သူခင်မွန်ဟာဘယင်နဲ့မိဖုရားဖြစ်လာပြီးတိတ်မြေကိုတရားသဖြင့်အောက်ချက်ကတာယာဝပြောနေသေးတယ်ကွယ်ဒီဇလန်လေးကပြတဲ့သင်္ကန်းစာကတော့အလွန်ရှင်းလင်းပါတယ်ဓမ္မောဟဝေယခတိဓမ္မစရိမိမိကတရားကိုဆောက်ရှင်းရင်တရားကမိမိကိုပြန်လဲဆောက်ရှောက်ပါတယ်မတရားမှုတွေဘလို့ပဲကြီးစိုးပါစေအမှန်တရားနဲ့သီလကသာနောက်ဆုံးမှာအောင်နိုင်သူဖြစ်တဲ့ဆိုတာယုံကြည်ရင်